အားလုံးပဲမင်္ဂလာပါ Survival Engineering ကနေကြိုဆိုပါရစေ အခုဗီဒီယိုလေးထဲမှာပြောပြပေးမယ့်အကြောင်းအရာကတော့တစ်တန်အတွက်နည်းပဲဖြစ်ပါတယ်။အရင်ဆုံးတစ်တန်မှာ59ပေရှိတယ်ဆိုတာသိထားရပါမယ် အောက်ကညီမချင်းလေးတွေကအတိုင်းတစ်ဆိုင်နဲ့ PHA နဲ့မြောက်ရင်တစ်သားထူးတယ်ကိုရပါတယ်။နမူနာအနေနဲ့3နှစ်တစ်ကိုတွက်ပြထားပါတယ်။မိမိကနှစ်တစ်သုံးမဟုတ်၄နှစ်ကိုသုံးမိစပါကလည်းလူကတ်တလို့အစားထိုးတွက်နိုင်ပါတယ်။ ထူးတဲ့နေရာမှာတက်တန်းစားအတွက်50ကုပါဘေးကိုထည့်ပါတယ်။အသုံးပြုမဲ့ညီမကြီးတစ်ခုလုံးမှာ unit တစ်ခုတည်းဖြစ်နေဖို့လိုအပ်တာမို့လက်မတွေကိုပေးပြောင်းပေးရပါတယ်။တပေးမှာစမနစ်လက်မရှိလာကြောင်းစမနစ်နဲ့စားဖရပါတယ်။အခရာတင်ချာသဘောတရားအရာစမနစ်နှစ်ခုဟာစားထားလာကြောင်းတစ်ဖက် equation မှာ50နဲ့အတူမြောက်ရပါတယ်။ထိုနည်းတူစွာပိုင်ဝေက3လက်မနဲ့2လက်မကလည်းပိုင်ဝေမှာမြောက်ထားလာကြောင်းတစ်ဖက်ကပိုင်ချီမှာစားပေးရပါတယ်။ ဒီတန်ဖိုးဟာကိန်းတွေဖြစ်တဲ့အတွက်တချို့ကပေးအရှိကိုလိုချင်ရင်9200ကိုတစ်သားဆိုင်နဲ့စားပါလို့အလွယ်မှတ်ကြပါတယ်။ အခုက9200ကို3နှစ်နဲ့စားတော့1200ပဲပေးရပါတယ်မိမိစိတ်ထဲမှာလိုအပ်တာက10ပေချောင်းနေဆိုရင်တော့10နဲ့စားရင်120ချောင်းရပါတယ်12ပေအရှိတွေလိုချင်ရင်တော့12နဲ့စားအချောင်း100ရပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအကျိုးတစုံတရာရရှိမယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာ